ငလျင်ပေးရနေတဲ့အတွက်ဘလို့အာမခံအကာအကွယ်ကိုပြင်ဆင်ထားတဲ့လဲဆိုတာသိပါသလားဘူမိဗေဒပညာရှင်တွေရဲ့လေ့လာချက်အရမြန်မာနိုင်ငံဟာငလျင်ကြောပေါ်မှာတည်ရှိနေတဲ့အတွက်အချိန်မရွေးငလျင်ပေးရနေတဲ့နဲ့ရင်ဆိုင်ရနိုင်တာကြောင့်ကြိုတင်ပြင်ဆင်ကာကွယ်ထားဖို့အရေးကြီးပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်မတ်လ28ရက်နေ့ကပြင်းအား 7.7 magnitude ရှိတဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးမန္တလေး၊စကိုင်းနဲ့နေပြည်တော်မြို့တွေမှာထိခိုက်ပျက်စီးမှုတွေအများစွာဖြစ်ပေါ်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာမီးယာမခန့်ကိုဝယ်ယူထားသူတွေရှိကြပေမဲ့ငလျင်ဘေးအန္တရာယ်ကိုအပေါ်ကောက်ွယ်နေနဲ့ဝယ်ယူထားသူတွေနှဲပါတာကိုတွေ့ရှိခဲ့ရပါတယ်။မီးယာမခန့်ကအခြေခံအားဖြင့်မီးဘေးအန္တရာယ်ကိုပဲအဓိကကောက်ွယ်ပေးရဆိုပေမဲ့ငလျင်တန်းကြောင့်ပျက်စီးဆုံးရှုံးမှုတွေအတွက်ပါအကျုံးဝင်ခြင်းနဲ့ဆိုရင်တော့မီးယာမခန့်ထားတဲ့အခါမှာငလျင်အပေါ်ကောက်ွယ်ကိုပါတပါးတည်းမဖြစ်မနေဝယ်ယူထားဖို့လိုအပ်ပါတယ်။ဒါကြောင့်မီးယာမခန့်ထားတဲ့အခါငလျင်အပေါ်ကောက်ွယ်ကိုပါဖြည့်ဆွတ်ဝယ်ယူပြီးလူကြီးမင်းတို့ရဲ့မိသားစုနေအိမ်နဲ့စီးပွားရေးလုပ်ငန်းတွေကိုလုံခြုံစိတ်ချရစေဖို့ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။